ရှင် Rose Island Real Estate Company Limited မှာဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုစတင်သူတွေအတွက်အကြံပြုချက်6ချက်ပဲဖြစ်ပါတယ်ရှင်အိမ်ချမ်းမြေလောကမှာအောင်မြင်ခြင်းပါသလားစာတိတ်လက်တွေအတွေ့အကြုံတွေအရာအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံသူတွေတည်ထားတဲ့အရေးကြီးဆုံးအချက်6ချက်ကိုမျှဝေပေးလိုက်ပါတယ်ရှင်စီးပွားရေးလုပ်ငန်းတစ်ခုလိုသဘောထားလုပ်ကိုင်မှာအပျော်တမ်းဝါသနာပါရုံလောက်နဲ့မလုပ်ပါနဲ့အိမ်ချမ်းမြေလုပ်ငန်းဆိုတာ get rich quick အလင်းအမြန်တထေးဖြစ်စေတဲ့ချက်ချင်းချမ်းသာစေမယ့်နည်းလမ်းမဟုတ်ပါဘူးရှင်။အောင်မြင်မှုရဖို့3နှစ်ကနေ9နှစ်အထိအချိန်ပေးပြီးတော့ professional sensor design မှန်နဲ့စူးစမ်းရမှာဖြစ်ပါတယ်။နံပါတ်1ကတော့အမြဲတည်ယူလေ့လာနေပါပေါ့နော်။အမြဲမပြတ်သင်ယူလေ့လာနေပါ progressive learning ပညာသင်ရတာအရေးမကြီးဘူးထင်လို့ရှိရင်နော်နားမလည်မှုကပိုဈေးကြီးတတ်ပါတယ်မရှိတာထက်မသိတာခက်တဲ့စကားပုံလိုပါပဲဥပဒေတွေဈေးကွက်အခြေအနေတွေအမြဲပြောင်းလဲနေပါတယ်ဘူတုတရှိမှအမှားနေပြီးတော့ပေါ့နော်အမျက်များမှာပဲဖြစ်ပါတယ်ရှင်နံပါတ်3ကတော့ view အမျိုးမျိုးကိုလေ့လာထားပါနီးလန်းတစ်ခုတည်းကိုပဲဇုတ်ဖက်မတွေ့ထားပါနဲ့နီလန်းပေါင်းစုံကိုလေ့လာထားမှအခွင့်အလမ်းကောင်းတွေကိုမြင်နိုင်မှာပါဒါပေမဲ့တစ်ချိန်တည်းမှာပဲအကုန်လျှောက်လုပ်နေစရာမျိုးကိုတော့ရှောင်ပါနံပါတ်4ကတော့တိကျခိုင်မာတဲ့အစီအစဉ်ရှိပါလုပ်ငန်းဖွင့်ပြီးတော့ဖုံးလာမယ့်အချိန်ကိုထိုင်ဆောင်နေလို့တော့မရဘူးပေါ့နော်တပတ်ကိုလူဘယ်နှယောက်နဲ့တွေ့မယ်offer တွေဘယ်လောက်ပေးမယ်ဆိုတော့အကောင့်ထဲဖော်ဖို့လိုပါတယ်နံပါတ်5ကတော့စိတ်တူကိုတူမိတ်ဆွေတွေနဲ့ပေါင်းတင်မှာတင့်ကိုစိတ်သက်ကြစေမယ့်လူတွေဘူကောင်းတွေကိုဝေးရနေရှောင်ပါအိတ်ချမ်းမြေလုပ်ငန်းကိုစိတ်ဝင်စားတဲ့အသင်းအဖွဲ့တွေမှာဝင်ရောက်ပြီးတော့အောင်မြင်သူတွေကနေပြီးတော့တစ်စင်လေးလာပါတင်ယူပါမိတ်ဖွဲ့ထားပါနံပါတ်6ကတော့ဇွဲလုံးလာရှိပါစေဒီချိန်လောက်မယောင်းရဘူးမဝယ်ဘူးအငင်းခံရရုံနဲ့လက်မလျှော့ပါနဲ့အယောင်းဝယ်လောကမှာ follow up လုပ်ထားခြင်းကအောင်မြင်မှုရဲ့တော့ချက်ပါစနစ်တကျမှတ်တမ်းထားပြီးတော့ဆက်လက်ပြီးတော့ဆက်သွယ်ပါပေါ့နော်နံပါတ်9ကတော့ကိုယ့်ကိုအကူအညီပေးမယ်အဖွဲ့အစည်းတစ်ခုကိုတိစောက်ပါကိုတယောက်ထင်းနဲ့ပေါ့နော်အကုန်လုံးမလုံနိုင်ပါဘူးဒီမှာဆိုလို့ရှိရင်ဘယ်သူတွေပါဝင်လဲဆိုနံပါတ်1ရှေ့နေတွေနံပါတ်2စီးရင်ကိုင်တွေနံပါတ်3 contractor တွေနံပါတ်4ငွေချေးသူစတဲ့ကျွမ်းကျင်ပညာရှင်တွေပါဝင်နေပေါ့နော်မိတ်ဆွေတွေနဲ့အဖွဲ့အစည်းကောင်းတစ်ခုကိုဖွဲ့စည်းပြီးတော့ team work ကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်ပါ team work ကအရေးကြီးရယ်ပေါ့နော်နံပါတ်8ကတော့ရောင်းလို့ဝယ်လို့စိတ်မရှိသူတွေနဲ့အချိန်ကုန်ခံပြီးတော့အချိန်ကိုဖြုံးနေပါနဲ့ရှင်တကယ်ဝယ်ဖို့ရောင်းကိုဆုံးဖြတ်ချက်မချရသေးတဲ့သူတွေတကယ်ပေါ့နော်အိမ်ကိုတော့ရောင်းမယ်ပေါ့ရောင်းမယ်လို့ပြောတော့ကိုတွေကတော့ရောင်းမယ်ဒီဈေးလောက်နဲ့ရောင်းမယ်ဆိုပြီးတော့သူက offer ခေါ်လိုက်တယ်တကယ်လဲရောင်းမယ်ဆိုတော့ကိုတွေအကျိုးဆောင်တွေကဝယ်မဲ့လူကိုခေါ်ရတယ်ဟိုရောက်တော့မှဒီလောက်ဈေးနဲ့မရောင်းသေးဘူးနောက်ထပ်ဈေးထက်တက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ချီတုံချတုံလူတွေနဲ့အလုံးလုံးလို့ရှိရင်ကိုတွေကအချိန်ကုန်လူပင်ပန်းတာပဲအဖက်တင်နေပြီးတော့ဝယ်မဲ့လူတွေနဲ့လည်းမိတ်ပြတ်နိုင်နေပေါ့နော်အားကြောင့်မလို့တကယ်ဝယ်မဲ့ရောင်းမဲ့ဆုံးဖြတ်ချက်ချတဲ့လူတွေနဲ့ပဲအလုံးလုံးစေခြင်းနဲ့နောက်ပြီးတော့သူတို့ကိုလိုက်ပြီးတော့ပြောနေရတာအချိန်ကုန်နေပေါ့နော်တကယ်လို့အချက်ရှိပြီးရောင်းကြည့်ငွေသူတွေကိုပဲဦးစားပေးပြီးတော့ရှာဖွေပါနံပါတ်9ကတော့လူတွေရဲ့အခက်အခဲကိုကုညီဖြည့်ရှင်းပေးပါပေါ့နော်အိမ်ချမ်းမြေလုပ်ငန်းဆိုတာအဆောက်အဦတက်မဟုတ်ပါဘူးလူတွေနဲ့ဆက်ဆံရတာရောင်းသူဝယ်သူတွေရဲ့အခက်အခဲပြဿနာကိုတေချာနားထောင်ပြီးတော့ဖြည့်ရှင်းပေးနိုင်ရင်မိတ်ဆွေတို့အတွက်ကိုလည်းအကျိုးမြတ်ကအလိုလိုရောက်လာပါလိမ့်မယ်ရှင်တင်ကရောအိတ်ချင်မြေလောကတွေကိုဝင်မှုပြင်ဆင်နေပြီလားဒါဆိုလို့ရှိရင်ဒီချက်တွေကိုရောသဘောကျတယ်ဆိုလို့ရှိရင်တင်ရဲ့မိတ်ဆွေနဲ့တငယ်ချင်းတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါအောင်ရှင်မိတ်ဆွေတို့လည်းအိတ်ချင်မြေရင်းနှီးမြှုပ်နှံတော့မယ်ဆိုလို့ရှိရင် Rose Island Real Estate Company Limited ကိုတတိယလိုက်ပါရှင်နောက်ထပ်အသေးစိတ်သိရှိလိုပါက Rose Island Real Estate Company Limited ဖုန်း09650 599 751ကိုဆက်သွယ်လို့ရပါတယ်ရှင်ဒီ post ကိုမျှဝေပြီးတော့လဲသင်မိတ်ဆွေတွေကိုငွေကြေးဆိုင်ရာပညာရဲ့အကြောင်းတွေအိတ်ချမ်းမြေနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒတွေကိုမျှဝေပေးလိုက်ပါအိတ်ချမ်းမြေနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒတွေကိုပုံမသိရှိလို့ရှိရင် Rose Island Real Estate ရဲ့ page လေးကို follow နဲ့ like လေးတွေ comment လေးတွေပေးထားဖို့လဲသတိရလိုက်ပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်